ကြောက်တဲ့သူတွေဝင်ကြည့်လို့မရတဲ့လူအလှဆင်ထားတဲ့ဖះเจ้าများနံပါတ်1တင်မြင်နေရတဲ့ဒီလှပတဲ့အလှဆင်ပစ္စည်းတွေကအတုတွေမဟုတ်ပဲအယိုးအစ်စ်တွေဆိုရင်တင်ယုံမလားဒါကချက်သမရနိုင်ငံကစက်တက်အော်ဆာရီလို့ခေါ်တဲ့ကဘာကျော်အယိုးဖះเจ้าဖြစ်ပါတယ်ဒီလိုမျိုးအမှုပညာလက်ရာမြောက်တဲ့ဖះเจ้าကြီးကိုဖန်တီးဖို့လူပေါင်း4000လောက်ကနေ9000လောက်ရဲ့အယိုးတွေကိုအသုံးပြုထားပါတယ်အထူးခြားဆုံးကတော့အလယ်မှာဆွဲထားတဲ့ဒီမီးဆိုင်ကြီးပါလူတယောက်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အယိုးတွေအားလုံးကိုအသုံးပြုထားပါတယ်နောက်ပြီးအယိုးကောင်းတွေနဲ့လှုပ်ထားတဲ့မိသားစုအမှတ်တရကြီးကိုလည်းတွေ့ရပါလိမ့်မယ်တချို့ကဒါကိုကြောက်စရာလို့ထင်ကြပေမဲ့ဒါကမီမန်တိုမော်ရီလူဆိုတာတနေ့တည်ရမှာပဲဆိုတဲ့တရားသဘောကိုသတိပေးဖို့နဲ့ကွယ်လွန်သူတွေကိုအလေးအမြတ်ထားဖို့ဖန်တီးခဲ့တာဖြစ်ပါတယ်အနုပညာစံမိမဲ့ကြောချမ်းစရာကောင်းတဲ့ဒီနေရာကိုတွားရပါသလားနံပါတ်2အယိုးတွေနဲ့ပကြီးဆွဲထားတာကိုသင်မြင်ဘူးပါသလားဒါဟာရုပ်ရှင်တွေကဇက်ဝင်ခန်းမဟုတ်ပဲတကယ့်လက်တွေ့နေရာတစ်ခုပါအီတလီနိုင်ငံရောမာမြို့မှာရှိတဲ့ကပူရှင်ခရစ်စာသာသနာပြုပုဂ္ဂိုလ်ပေါင်း3900ရဲ့အယိုးစုတွေကိုအသုံးပြုပြီးနေရန်တွေမျက်နှာချက်တွေကိုအနုပညာမြောက်စွာအလှဆင်ထားတာဖြစ်ပါတယ်ဒီမှာထူးခြားတာကအယိုးစုတချို့ဟာသူတို့ရဲ့ဝတ်စုံတွေကိုဝတ်ဆင်ထားဆဲဖြစ်ပြီးနေရန်ပေါ်မှာနိုင်ပုံစံပန်းမွင့်ပုံစံတွေကိုဖော်ထားတာပါအခန်းတစ်ခုရဲ့ကျမ်းပြင်မှာတော့ငါတို့ကတစ်ချိန်ကမင်းတို့လိုပဲနောက်တစ်ချိန်မင်းတို့လည်းငါတို့လိုဖြစ်လာလိမ့်မယ်ဆိုတဲ့စာသားကိုရေးထိုးထားပါတယ်ဒါကကြောက်စရာကောင်းဖို့တသက်ဖန်တီးထားတာမဟုတ်ပါဘူးဘဝရဲ့မမြဲခြင်းတရားနဲ့တည်ခြင်းတရားကိုအမြင်တရိယာနေဖို့အတွက်အနုပညာနဲ့သင်ခန်းစာပေးထားတာဖြစ်ပါတယ်နံပါတ်3ကမ္ဘာအလှဆုံးပါရီမြို့ကြီးရဲ့အောက်ခြေပေ60မှာလူပေါင်း6တန်းကျော်ရဲ့ရုပ်ကျွန်းတွေရှိနေတာကိုသင်သိပါသလားဒါဟာပါရီကာတာကုန်းလို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးမြေအောက်သင်္ချိုင်းကြီးပါ18ရာစုနှောင်းပိုင်းမှာပါရီမြို့ရဲ့သင်္ချိုင်းမြေနေရာအခက်ခဲကြောင့်လူအယိုးတွေကိုဒီမြေအောက်လှိုင်းကိုဟောင်းနေတဲ့ကိုစနစ်တကျပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်ဒီမှာထူးခြားတာကအယိုးတွေကိုဒီတိုင်းပစ်ထားတာမဟုတ်ပဲအနုပညာဆန်စနစ်တကျစီထားတာပါအယိုးကောင်းနေတဲ့အသေးပုံဖော်တာစီပိုင်းပုံစံတိုင်လုံးကြီးတွေဖန်တီးထားတာကကြည့်ရတာကြောချမ်းစရာကောင်းတယ်လို့ရှိပေမဲ့အံ့ဩဖို့လည်းကောင်းပါတယ်ဒီလန်ကူလန်းကျောင်းဟာမိုင်ပေါင်း200ကျော်ရှည်လျားပြီးလမ်းမရင်ပြန်ထွက်ဖို့ခက်ခဲတာကြောင့်ခွင့်ပြုထားတဲ့ဧရိယာထဲမှာပဲလေ့လာခွင့်ရှိပါတယ်တကယ်လို့တင်းတော့ဒီထဲမှာလမ်းပြောက်သွားရင်တင်းကိုယ်တိုင်လည်းသူတို့ထိကတယောက်ဖြစ်လာနိုင်ပါတယ်နံပါတ်4အဝင်ဝါမှာရင်ကြောချမ်းသွားစေမဲ့ဖះเจ้าငါတို့ရဲ့အယိုးတွေကမင်းတို့ကိုစောင့်ကြိုနေတယ်တဲ့ဖះเจ้าအဝင်ဝါမှာဒီလိုစာသားမျိုးရေးထားတာကိုသင်မြင်ဘူးပါသလားဒါကပေါ်တူဂီနိုင်ငံအီဘိုရာမြို့မှာရှိတဲ့ကပီလာဒိုအိုဇက်ပါ16ရာစုမှာဖုန်တော်ကြီးတွေကတင်းချိုင်းမြင်းနေရာမလုံလောက်တော့တဲ့အခါအယိုးပေါင်း9000ကျော်ကိုအသုံးပြုပြီးဒီဖះเจ้าနေရာတွေကိုတိဆောက်ခဲ့တာပါဒါကကြောက်စရာကောင်းရည်ရွယ်တာမဟုတ်ပဲဘဝကခဏတာပဲဆိုတာကိုသတိပေးဖို့နဲ့အသက်ရှင်နေစဉ်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ကိုပိုပြီးအာရုံစိုက်လာအောင်ဖန်တီးထားတာဖြစ်ပါတယ်